မင်းကလေးတယောက်အတွင်ဖန်ဆင်းထားတဲ့မိစ္ဆာမကဆရာတော်ထန်ဆန်းကိုတကြားလုံးတစ်လုံးလာကမ်းပေးပါတယ်ဝူခုံးကသူ့ရဲ့အမှန်တရားမြင်တဲ့မျက်လုံးနဲ့ကြည့်လိုက်တဲ့အခါအဲ့ဒီတကြားလုံးဟာတကယ်တော့ဓားမြောင်တစ်ချောင်းဖြစ်နေတာကိုမြင်လိုက်ရပါတယ်သူကအပြေးလွှားရောက်လာပြီးသူ့ရဲ့တုံးနဲ့ကောင်မလေးရဲ့လက်ကိုရိုက်ချလိုက်ပါတယ်အဲ့ဒီရိုက်ချက်ကြောင့်ကောင်မလေးလဲကျသွားပါတယ်ဝူခုံးကအပြက်ရှင်းဖို့ပြင်လိုက်တဲ့အချိန်မှာပဲဆရာတော်ကအတင်းဝင်ထားပြီးဘာလို့ဒီလိုလုပ်ရတာလဲလို့မေးခွန်းထုတ်ပါတယ်ဝူခုံးကဒါမိစ္ဆာပါလို့ရှင်းပြပေမဲ့ဆရာတော်ကလုံးဝမယုံကြည်ပါဘူးအဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့အမေလို့သူရောက်လာပါတယ်သူကငိုယိုပြီးဝူခုံးကသူတို့ကိုအနိုင်ကျင့်ပါတယ်လို့ဆွဆွဲပါတယ်ပြီးတာနဲ့ဘေးနားကဓာတ်တစ်ချောင်းကိုကောက်ယူပြီးဝူခုံးကိုဝင်တိုက်ခိုက်ဖို့ကြိုးစားပါတယ်ဝူခုံးကအဲ့ဒီမျိုးသမီးကိုအမှန်တရားမြင်တဲ့မျက်လုံးနဲ့ထက်ကြည့်လိုက်တော့အယိုးဖြူမိစ္ဆာမှန်တီးပြလို့ရသွားပါတယ်သူကချက်ချင်းခုန်တက်ပြီးတုံးနဲ့ရိုက်ချလိုက်ပါတယ်အမျိုးသမီးကသွေးအံပြီးဆရာတော်ရဲ့ရင်ခွင်နဲ့လဲကျသွားပါတယ်ဒါကိုမြင်တော့အဆက်ကကောင်မလေးကဆရာတော်စီကိုတွားသွားလာပြီးကဲပါဦးလို့ငိုယိုတောင်းပန်ပါတယ်ဒါပေမဲ့သူမရဲ့လက်ထဲမှာဓာတ်တစ်ချောင်းတိတ်စိတ်ပေါ်လာတာကိုတော့ဆရာတော်မမြင်လိုက်ပါဘူးဝူခုံးကပြီးတက်ဖို့လှုပ်လိုက်တဲ့အချိန်မှာဆရာတော်ကဝူခုံးကိုအပြစ်ပေးဖို့ခေါင်းကိုက်ကာထားကိုရွတ်ဆိုလိုက်ပါတော့တယ်ဝူခုံးကများခေါင်းခွဲမတက်နာခြင်းမှုကိုခံစားလိုက်ရပါတယ်ဒါပေမဲ့အန်နီရယ်ကဆရာတော်ရဲ့အနားကိုရောက်နေပါပြီဝူခုံးကနာကျင်မှုကိုအန်ကျိတ်ခံတော့ကိုဆွဲယူခက်ခက်ခဲခဲမတက်ရက်ပြီးမိစ္ဆာမကိုရိုက်ချလိုက်ပါတယ်အဲ့ဒီရိုက်ချက်ကြောင့်အန်နီရယ်ကင်းသွားခဲ့ပါတယ်ဒါပေမဲ့ဒီလောက်ရက်ကဆရာတော်ကိုဝူခုံးအပေါ်ယုံကြည်မှုလုံးဝပျောက်ဆုံးသွားစေခဲ့ပါတယ်ဆရာတော်ကမင်းကိုမလိုတော့ဘူးထွက်သွားတော့လို့မောင်းထုတ်လိုက်ပါတယ်ဝူခုံးကသူတို့နှစ်ယောက်လုံးကမိစ္ဆာတွေပါဆရာတော်ကတာမန်လူသားမို့လို့မမြင်နိုင်တာပါလို့ရှင်းပြဖို့ကြိုးစားပါတယ်ဒါပေမဲ့ဆရာတော်ကမင်းကအပြစ်မဲ့သူတွေကိုတက်ဖြတ်တာငါ့ကိုတကယ်ကာကွယ်ခြင်းနဲ့စေတနာမင်းမှမရှိဘူးလို့ဆွဆွဲလိုက်ပါတယ်ဒီစကားလုံးတွေကဝူခုံးရဲ့နှလုံးသားကိုစီစီညံ့ညံ့ချိန်မိုးသွားစေခဲ့ပါတယ်ဆရာတော်ကစိတ်မပြောင်းတော့ဘူးဆိုတာသိလိုက်ရတဲ့အခါဝူခုံးကဒူးထောက်လိုက်ပါတယ်ဆရာတော်ကသူ့ကိုမျက်နှာချင်းမဆိုင်ခြင်းလို့မျက်နှာလွှဲထားပါတယ်ဝူခုံးကသူ့ရဲ့ကိုယ်ပွားတွေကိုခွဲထုတ်ပြီးဆရာတော်ရဲ့ရှေ့မှာပေါ်လာစေကနောက်ဆုံးအနေနဲ့ဥချကန်တော့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူလက်ထွက်ပြီးထွက်ခွာသွားခဲ့ပါတော့တယ်။တစ်ချိန်တည်းမှာပဲအယိုးဖြူမိစ္ဆာစစ်ကအပေါ်ကနေအရာအလုံးကိုစောင့်ကြည့်နေခဲ့တာပါ။ဝူခုံးထွက်သွားတာနဲ့သူကအောက်ကိုပြန်ဆင်းလာပြီးအကာအကွယ်မဲ့နေတဲ့ဆရာတော်ကိုဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်။